အားလုံးပဲ Premier League ရဲ့တစ်ပတ်ပြန်စပြီဆိုတော့ကျွန်တော်တို့ Premier League ပွဲစဉ်တွေအကြောင်းပွဲကြိုသုံးသပ်ချက်တွေထုံထုံလင်းလင်းဖော်ပြပေးပါမယ်။ကဲ let's go တွားလိုက်အောင်။ကဲဒါဆိုတော့ကျွန်တော် Premier League ပွဲစဉ်တွေကိုတွားလိုက်အောင်။2016ခုနှစ်ဇန်နဝါရီလကုန်ဒီတစ်ပတ် Premier League ပွဲစဉ်တွေကအကျိတ်ရှိမဲ့ပွဲစဉ်တွေဖြစ်တယ်။တင်းကြီးရဲ့အဆင့်ပွဲတွေပါလို့ကျွန်တော်တို့တန်းဆင်းစုံတွေရုန်းကန်မှုတွေပါဝင်နေတဲ့အတွက်စိတ်ဝင်စားဖို့ကောင်းပါတော့ဒါပြီးကြပြီးသားပဲ။ကျွန်တော်တို့ Brighton နဲ့ Everton ပွဲစဉ်တွေကိုတွားလိုက်အောင်။ Brighton ကသူတို့ရဲ့ကွင်းလယ်ထိန်းချုပ်မှုနဲ့တိုက်စစ်စင်ပေါ်မှာကျွန်တော်တို့ပြိုင်ဘက်အသင်းကိုအမြဲတမ်းဒုက္ခပေးကျွန်တော်တို့အဝေးဝင်းဖြစ်တဲ့ Everton အသင်းကလည်းခံစစ်ကိုကြီးကြီးလေးလေးစော့တယ်တံမြန်တိုက်စစ်ကိုအပြုတ်တဲ့အသင်းဖြစ်တယ်ဒီပွဲမှာကျွန်တော်တို့ Brighton ရဲ့အဝင်းဖြစ်တဲ့ဘောလုံးပိုင်ဆိုင်မှုက Brighton အသာစီးယူပြီးစော့မယ်တစ်ဖက်မှာ Everton ကလည်းကျွန်တော်တို့ရဲ့ခံစစ်ဖြစ်တဲ့ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုတစ်ကလေးဒီနဲ့အားသာချက်ရှာမယ် Brighton ရဲ့ကစားကွက်ကိုထိန်းချုပ်ပြီး Brighton အမောက်ရှာပြီးတော့တံမြန်တိုက်စစ်တွေနဲ့ဒုက္ခပြန်ပြီးဒီပွဲမှာ Brighton အသာစီးရအောင်များတယ်ဒါပေမဲ့ကျွန်တော်ကတော့ Brighton ကြီးပြီးမှဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲကိုတည်ပွဲလို့ပဲကြိုက်တယ်ကျွန်တော်တည်ပွဲလို့သုံးသပ်တယ်ကျွန်တော်တို့တစ်ခါမှ Brighton ကလည်းနောက်ဆုံး၅ပွဲမှာ Man U နိုင်ထားတယ်ဖုံးမကိုတည်ကြတာလေဖူအောင်ဝေးပွဲမှာရှုံးထားတယ်ကျွန်တော် Everton ကလည်းဖက်မှာနောက်ဆုံး၅ပွဲမှာ၃ပွဲတည်တဲ့ပွဲနိုင်တစ်ပွဲရှုံး Brentford ကိုအင်ပွဲမှာရှုံးထားတယ်ကျန်တဲ့ပွဲစဉ်တွေကသူတို့ရဲ့ခံစစ်ပိုင်းနေနဲ့ညင်တိုင်းပဲဟိုအောင်နိုင်များအောင်ဆိုရယ်ကျွန်တော် Brighton ပွဲကတော်တော်များများဟိုပါဘူး Everton ပွဲက Everton ပွဲကကိုအောက်တာတော့များတယ်ကျွန်တော်ဒီပွဲမှာ Everton ကိုကျွန်တော်တီးပေါ့နော်တီးကြိုက်တယ်နောက်တစ်ပွဲကကျွန်တော် Leeds United နဲ့ Arsenal ဒီလိုရဲ့ပွဲစဉ်ဖြစ်တယ်ပွဲကတော့ပြီးသွားနဲ့ငွန်တရားအကောင်းဆုံးဖြစ်လာမယ့်ပွဲတစ်ပွဲပဲဒီအတွင်းကအင်ကွင်းမှာအာမန်ပြည့်နဲ့ပြိုင်ဘက်အသင်းတွေကိုဒုက္ခပေးဖိအားပေးကစားတတ်တဲ့အသင်းဖြစ်တယ်ဒီစီးဇန်ပိုင်းနဲ့ပေါင်းစပ်မှုပိုင်းမှာတော့ Arsenal အသင်းကထိပ်တန်းဆင်းရှိနေပြီးသားဆိုတာကျွန်တော်တို့တွေ့မြင်ရတယ်နောက်ဆုံး Arsenal အသင်းက Premier League မှာNottingham Forest ကိုတီးကြထားတယ် Chelsea ကို EFL Cup မှာနိုင်ထားတယ်ဒီမှာဘူးကိုတီးကြထားတယ်ဒီပွဲမှာ Arsenal အမှတ်ကိုယူရမယ့်ပွဲဖြစ်နေတယ်ကျွန်တော် Man U ကိုအင်ကွင်းမှာရှုံးထားတယ်ပေါ့နော်အဲကြောင့်ဒီမှာ Leeds United နဲ့ပွဲမှာ Arsenal အမှတ်ကိုယူမှဖြစ်မယ်တော့ဒီအသင်းကအင်ကွင်းမှာအာမန်ပြည့်တဲ့ကစားတတ်တာတော့ကျွန်တော်တို့ပြန်ဘက်တွေကိုထုတ်ကပေးတတ်တာတော့ကျွန်တော်ပြီးသားဖြစ်ပါပါဒါပေမဲ့လည်း Arsenal ကချန်ပီယံပြည်တန်းကြောင်းမှာဖြစ်နေတဲ့အတွက်ဒီရဲ့ကကွင်းလက်ဖိအားပေးမှုက Arsenal ကိုဒုက္ခပေးနိုင်ပေမဲ့လည်း Arsenal ရဲ့တိုက်စစ်ပိုင်းစွမ်းဆောင်ရည်ကပုံကောင်းမှုနေကျွန်တော်တို့ဒီပွဲမှာကျွန်တော်တို့ Arsenal ကိုပဲနိုင်ခွင့်ရေးပေးပြီးကိုးများတဲ့ပွဲလေးဖြစ်လာနိုင်လို့ကျွန်တော်ခံမှန်းတယ်ကျွန်တော် Arsenal ဒီပွဲကိုကျွန်တော် Arsenal ကြိုက်တယ်နော်ကျွန်တော်နောက်တစ်ပွဲကတော့ Wolverhampton နဲ့ဖုံးပေါင်းတဲ့ပွဲဖြစ်တယ်ဝင်းချီနီကကျွန်တော်ဇာတ်လေလက်အတင်းနဲ့အောက်ချီအတင်းဖြစ်လို့ဒါမှတမန်သူတို့အတွက်ဆောင်းဝမ်းနေတန်မှုကြည့်ဦးကအင်ဝင်းမှာခံစစ်မှာတော့သူတို့တိုက်စစ်ကလည်းကောင်းဖုံးမောက်ကလည်းဒီအရာဒီမှာရုံးအားကောင်းနေတဲ့အတင်းကျွန်တော်တို့နောက်ဆုံး၅ပွဲမှာဖုံးမောက်ကအာဆင်နယ်အသင်းကိုသာချုံလာတာဘာနိုင်နေယူပတ်စစ်တီဘိုင်ဒန်တီဒီပါဘူးတော့အင်ဝင်းမှာအနိုင်ခံထားတာဖုံးမောက်ရုံးအားကြီးလည်းကြောက်စရာဒါမှလည်းဘူးကသူတို့ရဲ့အစင်နာရကူနဲ့ပွဲတွေပိုင်ဆိုင်လေးရှိတယ်ဖုံးမောက်တိုင်မြတိုက်စဲနေရနေကိုရဖို့ကြိုးစားမယ်ဒီစစ်ပဲဘိုင်းရတော့ဘူးကအနေငယ်ပူတာနေဆိုပေမဲ့လည်းကျွန်တော်ဖုံးမောက်ရဲ့ရုံးအားလည်းကောင်းတယ်ကျွန်တော်ဒီပွဲမှာတော့တေးကြသွားနိုင်တဲ့ပွဲဖြစ်သူဘိုးမြောက်ကြတယ်ကျွန်တော်ဘိုးပေါ်ကိုအဲ့ပါတယ်ကျွန်တော်ဒါနောက်ဆုံးကျွန်တော်တို့သုံးသက်ပြီးသွားတဲ့ပွဲစဉ်၃ပွဲလုံးရဲ့ခံမှန်းချက်တွေပေါ့ကျွန်တော်အနည်းချုပ်ပြောရမယ်ဆိုတော့ကျွန်တော်တို့ Brighton နဲ့ Everton မှာဆိုရင် Brighton အားသာချက်ရှိတယ်ဘောလုံးပိုင်ဆိုင်မှုနဲ့ကွင်းလက်စမှုမှာအားသာချက်ရှိမယ်ဒါပေမဲ့ Everton ရဲ့ဆိုင်ရာကောင်းတဲ့အသင်းဖြစ်တာကြောင့်ဒါတွေတော့တတိထားအောင်ပေါ့နော်ဒီနေ့ Arsenal မှာဆိုရင်အားသာချက်ရှိတယ် Arsenal အားသာချက်ရှိတယ်ဒါပေမဲ့လည်းဒီရဲ့ဖိအားပေးကစားပုံ hybrid အသင်းတွေကိုတော့ကျွန်တော်တို့တော်တော်လေးကိုတတိထားရမယ်ဝူးနဲ့ဖုံးမောက်မှာဆိုရင်ဘူးကတစ်ဖက်မှာအောက်ချီနာအတင်းဆိုရင်လည်းကျွန်တော်တို့ဖုံးမောက်ကရုံးအောင်နဲ့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့ဘူးရဲ့ခံစစ်နဲ့ကျွန်တော်တို့တေကန်မိုးတွေကိုကျွန်တော်တို့ဒါတတိထားဒါကြောင့်ကျွန်တော်တို့ဒါတော့ကျွန်တော်တို့အနည်းချုပ်ပြီးပြပြပြီးသွားတာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဘောလုံးပွဲတွေကိုကျွန်တော်တို့မှန်ကန်နဲ့မြန်ဆန်တိုင်းဝီသူနေထုံမှန်ကန်နဲ့မြန်ဆန်ကစားခြင်းဆိုရင်တော့ကျွန်တော်တို့399694နဲ့3994 Viber ကို Telegram ဆက်သွယ်ပြီးတော့လာရောက်ကစားနိုင်ပါတယ်ကျေးဇူးတင်ပါတယ်